မင်္ဂလာပါရှင်ညီမဟောရရမတော်တော်ရလားမင်္ဂလာပါရှင်ညီမလေးကမိတ်ဆက်ပေးချင်တာကတော့နေရန်ကုန် construction and decoration ကနေပြီးတော့တောင်ယူတိဆောက်ပေးထားတဲ့ရန်ကုန်တိုင်းဒေသကြီးထောက်ကျမြို့နယ်နေခွေကြီးရာမရှိပါလမ်းမကြီးမှာရှိရဲ့အကျဲဆက်နေပေးပေ40အကျဲရှိရဲ့စတီးဆွဲချာတက်ခွဲလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီအိမ်လေးဟာဆိုလို့ရှိရင်အိမ်လေးပါဝင်ခြံစည်းရိုးလေးပါအပြည့်ရထားအိမ်လေးပေါ့နော်မလေးတို့ channel ကိုရောက်ပြီဆိုလို့ရှိရင်အရင်ဆုံးတရားမှာတော့စတီးပါကြတကားလေးပဲဖြစ်ပါတယ်စတီးပါကြတကားလေးလည်းပါတယ်ပေါ့နော်ဟုတ်လို့ရှိရင်ဒါကတော့ခန့်ရထဲသွားတဲ့ကျွန်းတကားလေးပဲဖြစ်ပါတယ်အဆန်းလို့ဟုတ်တယ်ဒီဆိုင်ဝင်လိုက်လို့ရှိရင်ရောက်မှာကတော့အခန်းချိန်ပဲဖြစ်ပါရဲ့ရှင်အခန်းချိန်မှာဆိုလို့ရှိရင်လက်ပါတဲ့မီးစွဲရည်နဲ့ဖန်တီးပေးထားပါရဲ့ဒီကြတော့ဒါကတော့ရှောက်လမ်းမှာဒါလေးကတော့အောက်ထပ်မှာရှိရဲ့အခန်းလေးပဲဖြစ်ပါရဲ့အခန်းလေးကတော့နည်းနည်းတော့ရှုပ်နေရပါတော့အေးရှင်လေးရောင်းထားတဲ့အတွက်ကြောင့်ဒါလေးကတော့ပေါ်နည်းနည်းချက်အလှလေးဖြစ်ပါရဲ့ဒါကတော့မိဖို့ကြောင့်ကျေကြီးပဲဖြစ်ပါရဲ့ရှင်ဒါကတော့မိဖို့ခုံလေးတွေပါဒါကအောက်ထပ်ခန်းမှာရှိရဲ့တန်းလိုက်လေးပါဒါလေးကတော့ရေချိုးစမ်းလေးပေါ့နော်မဆလို့အပေါ်တက်ကိုကြည့်ရအောင်နော်ပေါ်တက်သွားမယ်ဒီမှာလေကားလေရဲဟာလေးပါပေါ်တက်ကိုရောက်ပြီဆိုလို့ရှိရင်အရင်ဦးဆုံးတွေ့နေရမှာတော့ခံရထဲသွားပြီးတက်တယ်လာတဲ့ဘုရားကျောင်းဆောင်နေရာကြီးပဲဖြစ်ပါရဲ့ဒါလေးကတော့အပေါ်တက်က master bedroom လေးပဲဖြစ်ပါရဲ့ဒါတော့အရှင်မာကြီးပေါ့နော်ချောချောလေးပေါ့နော်ဒါတော့ master bedroom နဲ့မှာလှဆင်ပေးထားတဲ့မျက်နှာချက်ဒီဇိုင်းလေးဖြစ်ပါရဲ့လှပတဲ့ဒီဇိုင်းလေးပါပြီးရင်ဒီမှာကကြတော့နေရန်ကက် plug box လေးပါဒါကတော့ master bedroom နဲ့မှာရှိရဲ့ဘိုးတိုင်းနဲ့ဒီချိုးကန်းတက်ရလေးပေါ့နော်အဲ့ဒါကိုလည်းထွက်ကြည့်အောင်ဒါတော့အရှင်းရန်တာလှလေးပဲဖြစ်ပါရဲ့ဒါတော့ဒီရဲ့မိသားချိုးဒီအိမ်တိုင်းလုံးမှာထူးခြားချက်အားဆိုလို့ရှိရင်တော့တိမ်လုံးရဲ့အရှင်းမျက်နှာစာတွေကိုရွှေလောင်ငွေလာရင်းနဲ့လှဆင်ပေးတာဖြစ်ပါရဲ့ဒါကြောင့်မလို့ခန့်ညားထဲဝါသွားတာပါရွှေလောင်ငွေလာစစ်တွေနဲ့ဒီဇိုင်းဖော်ပေးထားပါရဲ့ပြီးလို့ရှိရင်ဒီမှာလက်မလေးပါပါရဲ့အပေါ်တက်ကြည့်အောင်ဒါကတော့ဟိုးပေါ်ဆုံးတက်တဲ့စတီးလေးကားလေးပဲဖြစ်ပါရဲ့
ဒါလည်းဆိုရင်တော့အင်ရှင်တွေကနေပြီးတော့နောက်ထပ်ပေါ့နော်အိတ်ဆော်လေးနဲ့ထပ်တိုးလေးနဲ့အပေါ်တက်ဆုံးမှာအပေါ်တက်နေရာကိုလေးလေးမဖြစ်အောင်လို့စတိုကန်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ပေါ်တက်စတိုကန်လေးပဲဖြစ်ပါတယ်ဘောရဂျူလီယာတော့ပါ ပေါ်တက်ကဂျူလီယာလည်းရောင်းလာပါတယ်မင်္ဂလာပါရှင်ညီမလေးအခုမိတ်ဆက်ပေးခဲ့တဲ့အိမ်လေးကတော့ရန်ကုန်တိုင်းဒေသကြီးထောက်ကျမြို့နယ်နေခွေကျေးရွာမြို့ရွာလမ်းမကြီးမှာတည်ရှိတဲ့အကျဲ12ပေပေ40အကျဲရှိတဲ့စတီးဆွဲချတစ်ထက်ခွဲတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်ဒီလိုလက်ပါတဲ့အိမ်လေးတစ်စုံဖန်တီးဖို့ညီမလေးလေးရန်ကုန် construction decoration ဆက်သွယ်လို့ရပါတယ်နော်ပေး messenger ဒါမှမဟုတ်ရင်ဖုန်းနံပါတ်399956996300ဖုန်းနံပါတ်3999 450 086 911 3999 989 လို့လည်းဆက်သွယ်ဆောင်ရွက်နေနိုင်ပါရဲ့ရှင်ရုံးလိုက်စာလေးကတော့အင်းစိန်ပေါက်တော်ဝါအမှတ်2 331ကိုလည်းလူကိုယ်တိုင်လာရောက်ပြီးဆွေးနွေးနိုင်ပါတယ်ရှင်